ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ကတော့လက်ညှိုးတူတဲ့လူတွေရဲ့အားနည်းချက်ကိုကျွန်တော်ပြောပြပေးသွားမှာပါကျွန်တော်ကတော့ပေါမောက်ကဒေါက်တာရှင်မင်းရဲ့သားတပည့်ကျွန်တော်ယာဟုဖြစ်ပါတယ်အဲ့တော့လက်ညှိုးတူတဲ့လူရဲ့အားနည်းချက်ကိုပြောမယ်ဆိုရင်လက်ညှိုးကဘယ်အနေထားဆိုရင်တူတယ်လဲဆိုတော့ကျွန်တော်အရင်ပြောပြပေးသွားမှာပါလက်ညှိုးကကျွန်တော်တို့ဒါလက်ညှိုးဖြစ်ပါတယ်ဒါကြာသာပရိလက်ချောင်းလို့လည်းခေါ်တာပါနော်ပြီးတော့ဘယ်အနေထားကိုတူတယ်ဘယ်အနေထားဆိုရင်တူတယ်လဲဆိုတော့ဒါကလက်ကလေးရှိရလက်ကလေးရဲ့ဒီလိုထိတ်လေးနားမှာကျွန်တော်ဘွေကုံလေးရှိပါတယ်အဲ့ဘွေကုံလေးကိုဒီလက်ညှိုးရဲ့ထိတ်ကမှတ်မိဘူးဆိုရင်ဒါလက်ညှိုးတူရဲလို့ကျွန်တော်သတ်မှတ်လို့ရပါတယ်အဲ့ဘွေကုံရဲ့အောက်ကိုဒီရောက်နေတယ်ဆိုလို့ရှိရင်တော့ဒီလိုတန်းနဲ့မကြောက်ဘူးဆိုရင်တော့ဒါလက်ညှိုးတူတဲ့လူတယောက်လို့ကျွန်တော်သတ်မှတ်လို့ရပါတယ်တချို့ဆိုလို့ရှိရင်ဒီလက်ကလေးဒီပထမရက်ထီတောင်မှလက်ညှိုးကပထမရက်နဲ့ဒီတန်းလောက်ထိပဲရှိတာပေါ့နော်သူရဲ့လက်ညှိုးအရှိကအဲ့ဆိုလို့ရှိရင်လက်ညှိုးတူတဲ့လူတယောက်လို့ကျွန်တော်သတ်မှတ်လို့ရပါတယ်ဒီတော့လက်ညှိုးတူတဲ့လူတွေကဘယ်လိုပုံစံရှိလဲဆိုတော့သူကလူတစ်ဖက်သားကိုအားနာတတ်တယ်မိမိမှာလုပ်ငန်းကိုင်ငန်းအကြီးကြီးလှုပ်တော်ညာတယ်မိမိရဲ့လက်အောက်ငယ်သားရှိခဲ့ရင်လက်အောက်ငယ်သားတွေကိုတေးချာမထိန်ချုပ်နိုင်ဘူးပြတ်သားအမိတ်မပေးနိုင်ဘူးဒီလိုလူမျိုးတွေပေါ့နော်လက်ညှိုးတူတဲ့လူကဒီလိုလူမျိုးဒီလိုအားနည်းချက်တွေဖြစ်တာပေါ့အဲ့တော့မိမိဟာလုပ်ငန်းကိုင်ငန်းအကြီးကြီးလုပ်တဲ့လူတယောက်ဆိုရင်ဝန်ထမ်းများကြီးအုပ်ချုပ်နေတဲ့လူတယောက်ဆိုလို့ရှိရင်ကျွန်တော်တို့ကဘယ်လိုလုပ်တင်လဲဆိုလို့ရှိရင်မန်နေဂျာတယောက်ပေါ့နော်စီမံခန့်ခွဲနိုင်တဲ့လူတယောက်ကိုငှားရမယ်ပြီးတော့သူ့ကိုပဲတည်ချာလုပ်ပိုင်ခွင့်တခြားပေးပြီးတော့အုပ်ချုပ်ခိုင်းတင်တာပေါ့မိမိကိုယ်တိုင်အုပ်ချုပ်ထားတဲ့ဆိုင်ရင်ဒီလိုတစ်ဆင့်မန်နေဂျာကိုလွှဲပြီးအုပ်ချုပ်ခိုင်းတင်တာပေါ့နော်ဒါမှပဲကိုယ့်ရဲ့အားနည်းချက်ကိုအားသာချက်ဖြစ်ပြောင်းလို့ရမှာပေါ့နော်ပြီးတော့ဒီလက်ညှိုးတူတဲ့လူတွေကအားနာတတ်တဲ့တစ်ဖက်သားကိုမလွမ်းမိုးနိုင်ဘူးပေါ့နော်တခုဆိုရင်တစ်ဖက်သားတခုပြောလိုက်တယ်ဆိုလို့ရှိရင်အဲ့ဒါကိုပြန်ပြီးတော့လွှမ်းမိုးပြီးပြန်မပြောနိုင်ဘူးကိုယ့်ဘက်ကပြန်အားလျော့ပြီးတော့နောက်ဆုံးမှာကိုယ့်ဘက်ကပဲရှုံးဘက်ပဲရောက်တတ်တယ်ပေါ့နော်တခါလေလုပ်ငန်းမှဆိုင်ရာအပြိုင်ဆိုင်စကားပြောရမှာဆိုလို့ရှိရင်မိမိဘက်ကရှုံးနေမှုတွေပဲရောက်ရတတ်တာပေါ့နော်ဒါကြောင့်မလို့ဒီမိမိဟာလုပ်ငန်းကညန်းကြီးလုပ်တဲ့လူတယောက်ဖြစ်တယ်ဒါပေမဲ့လက်ညှိုးကဒီလိုတူနေရဆိုလို့ရှိရင်တော့မိမိရဲ့အားနည်းချက်ကိုအသာဖြစ်ပြောင်းလို့ရအောင်ဒီလိုမန်နေဂျာတခုခုပေါ့နော်ကျွမ်းကျင်တဲ့မန်နေဂျာတခုငှားပြီးလုပ်တင်တယ်ပေါ့နော်ကျွန်တော်ကတော့အဲ့လိုမြင်ပါတယ်အခုလိုကျွန်တော်ပြောပြပြီးကျွန်တော်ဒီလိုဗီဒီယိုလေးတွေတင်ပြီးတော့တင်ပေးနေတဲ့ဟာဒီလူတိုင်းဟာကိုယ့်ရဲ့ဘယ်လိုပြောမလဲမိမိကိုယ်ကိုမတိကြဘူးပေါ့နော်မိမိကိုယ်ကိုနားမလဲကြဘူးကျွန်တော်ပြောတဲ့ဒီဗီဒီယိုလေးကြည့်ခြင်းအပြင်မိမိရဲ့အားနည်းချက်အားသာချက်လေးတွေသိရတဲ့အတွက်ကြောင့်မလို့ပြင်ဆင်လို့ရတယ်ပြုပြင်သင့်တာပြုပြင်လို့ရတယ်မိမိရဲ့အားသာချက်ရှိလို့ရှိရင်အားသာချက်ကိုပို့ပြီးတော့အစင်းမြင်လို့ရတာပေါ့နော်ကျွန်တော်ဒီဗီဒီယိုလေးကြည့်ခြင်းအားဖြင့်ဒါကြောင့်မလို့ကျွန်တော်ကဒီလိုဗီဒီယိုလေးဖန်တီးပြီးတော့တင်ပေးနေခြင်းဖြစ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်အနေကင်းပြီးရှင်းကြပါစေ